Christmas ဒီခရစ်တော်ကိုဘိုးပြုတဲ့ Christmas ဖြစ်ရပါမယ်ကယ်တင်ရှင်သခင်ခရစ်တော်ဖွားမြင်တော်မူတဲ့အခါမှာဂုဏ်တော်တခြင်းတီးဆိုခဲ့ကြတဲ့ကောင်းကင်တမန်တွေကအရေးကြီးဆုံးမဟုတ်ပါဘူးအရေးကြီးဆုံးကကောင်းကင်တမန်တွေချီးမွမ်းခဲ့ကြတဲ့ကယ်တင်ရှင်သခင်ယေရှုပဲဖြစ်ပါတယ်ကယ်တင်ရှင်ခရစ်တော်ဖွားမြင်တော်မူတဲ့အခါမှာတွားရောက်ဖူးတွေ့ကိုးကွယ်ခဲ့ကြတဲ့မာကုပညာရှင်ကြီးတွေကအရေးကြီးဆုံးမဟုတ်ပါဘူးအရေးကြီးဆုံးကအဲ့ဒီမာကုပညာရှင်ကြီးတွေတွားရောက်ဖူးတွေ့ကိုးကွယ်ခဲ့တဲ့ကယ်တင်ရှင်သခင်ယေရှုပဲဖြစ်ပါတယ်ကယ်တင်ရှင်သခင်ခရစ်တော်လူစားတိကိုခံယူတဲ့အခါမှာမာကုပညာရှင်ကြီးတွေကဆက်သခဲ့ကြတဲ့ဘန္ဒာလက်ဆောင်ရွှေနတ်သားရေမွေးတွေကအရေးကြီးဆုံးမဟုတ်ပါဘူးအရေးကြီးဆုံးကအဲ့ဒီမာကုပညာရှင်ကြီးတွေကဆက်သခဲ့တဲ့ပုဂ္ဂိုလ်သခင်ယေရှုပဲဖြစ်ပါတယ်သခင်ယေရှုဖွားမြင်တော်မူတဲ့အခါမှာတွားရောက်ဖူးတွေ့ခဲ့ကြတဲ့တိုးထိန်တိုးချောင်းသားတွေကအရေးကြီးဆုံးမဟုတ်ပါဘူးအရေးကြီးဆုံးကအဲ့ဒီတိုးချောင်းသားတွေတွားရောက်ဖူးတွေ့ခဲ့တဲ့ကယ်တင်ရှင်သခင်ယေရှုပဲဖြစ်ပါတယ်သခင်ယေရှုကိုမွေးဖွားတန့်စင်ပေးခဲ့ကြတဲ့မိဘတွေကအရေးကြီးဆုံးမဟုတ်ပါဘူးအပြုကမြမယ်ရီကနေမွေးဖွားခဲ့တဲ့ကယ်တင်ရှင်ယေရှုကအရေးကြီးဆုံးဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဖွားမြင်ခဲ့တဲ့ဗက်လင်မြို့ကအရေးကြီးဆုံးမဟုတ်ပါဘူးအရေးကြီးဆုံးကဗက်လင်မြို့မှာဖွားမြင်ခဲ့တဲ့သခင်ယေရှုကယ်တင်ရှင်ပဲဖြစ်ပါတယ်ကယ်တင်ရှင်ယေရှုကိုသိထားတဲ့နွားစခွက်ကအရေးကြီးဆုံးမဟုတ်ပါဘူးအဲ့ဒီနွားစခွက်ကဘာနဲ့လုပ်ထားတယ်ဘာတစ်သားနဲ့လုပ်ထားတယ်ဆိုတာကအရေးမကြီးပါဘူးအဲ့ဒီနွားတင်းကုတ်ကဘယ်နေရာမှာရှိတယ်အဲ့ဒီနွားတင်းကုတ်ကိုဘယ်သူပိုင်တယ်ဘယ်သူရဲ့နွားတင်းကုတ်ဖြစ်တယ်အဲ့ဒီနွားတင်းကုတ်မှာနွားဘက်နှကောင်ရှိတယ်ဆိုတဲ့အရာတွေကအရေးမကြီးပါဘူးအရေးကြီးဆုံးကအဲ့ဒီနွားတင်းကုတ်ထဲမှာနွားစခွက်ထဲမှာတိတ်ထားတဲ့ကယ်တင်ရှင်သခင်ယေရှုပဲဖြစ်ပါတယ်ကယ်တင်ရှင်သခင်ခရစ်တော်ဖွားမြင်တော်မူတဲ့အခါမှာကောင်းကင်တမန်တွေကကယ်တင်ရှင်သခင်ခရစ်တော်ကိုချီးမွမ်းတဲ့ဂုဏ်တော်ချီးမွမ်းသခြင်းတည်ဆိုခဲ့ကြပါတယ်မာကုပညာရှင်ကြီးတွေကကယ်တင်ရှင်သခင်ခရစ်တော်ကိုဗဟိုပြုပြီးတော့လာရောက်ပြီးတော့သူ့ကိုဖူးတွေ့ပြီးတော့ကိုးကွယ်ခဲ့ကြပါတယ်ဒါကြောင့်ခရစ်စမတ်မှာကျွန်တော်ရဲ့ကိုးကွယ်ခြင်းချီးမွမ်းခြင်းကခရစ်တော်ကိုဗဟိုပြုတဲ့ကိုးကွယ်ချီးမွမ်းခြင်းဖြစ်ရပါမယ်မာကုပညာရှင်ကြီးတွေကလက်ဆောင်ဘန္နာတွေဖြစ်တဲ့ရွှေနန်းသားရေမွေးဒီကိုသူငယ်တော်သခင်ယေရှုကိုဆက်တာခဲ့ကြပါတယ်ခရစ်စမတ်မှာကျွန်တော်တို့ပေးကမ်းခြင်းကခရစ်တော်ကိုဗဟိုပြုတဲ့ပေးကမ်းခြင်းဖြစ်ရပါမယ်ကောင်းကင်တမန်တွေကတိုးထိန်လေးစီကိုဝမ်းမြောက်ဖွယ်တည်င်းကောင်းဖြစ်တဲ့ကယ်တင်ရှင်ခရစ်တော်ဖွားမြင်တော်မူတယ်ဆိုတဲ့တည်င်းကောင်းကိုကြားပြောခဲ့ကြပါတယ်ခရစ်စမတ်မှာကျွန်တော်တို့ဟောပြောတဲ့ဒေသနာတွေကျွန်တော်တို့ဟောကြားတဲ့တရားတွေကခရစ်တော်ကိုဗဟိုပြုတဲ့တရားဒေသနာဖြစ်ရပါမယ်ခရစ်စမတ်ရဲ့အစီအစဉ်တွေအားလုံးကခရစ်တော်ကိုဗဟိုပြုတဲ့အစီအစဉ်တွေဖြစ်ရပါမယ်ခရစ်စမတ်ရဲ့လှုပ်ရှားမှုအားလုံးကခရစ်တော်ကိုဗဟိုပြုတဲ့လှုပ်ရှားမှုတွေဖြစ်ရပါမယ်ခရစ်စမတ်မှာကျွန်တော်တို့ပြုလုပ်တဲ့အရာအားလုံးကကျွန်တော်ကျင့်ပတဲ့အရာအားလုံးကခရစ်တော်ကိုဗဟိုပြုတဲ့ကျင့်ပခြင်းဖြစ်ရပါမယ်ခရစ်တော်ကိုဗဟိုပြုတဲ့ celebration ဖြစ်ရပါမယ်ခရစ်စမတ်မှာခရစ်တော်သားလင်ခရစ်စမတ်ရဲ့အလေဘဟုမှာရှိပါစေ
ခရစ်တော်ကိုပို့ပြုတဲ့ခရစ်စမတ်ကျင်းပပြုလုပ်နိုင်ကြပါစေလို့တိုက်တွန်းနေခုံချုပ်ပါတယ်အားလုံးပေါ်ဖျားတင်ကောင်းချီးပေးပါစေအာမင်